စားလို့ရတဲ့ပင်လယ်ရေမော်များစွာရှိတဲ့အထဲမှာဒီဗီဒီယိုလေးထဲမှာတော့ Hijiki လို့ခေါ်တဲ့ဂျပန်ပင်လယ်ရေမော်တစ်မျိုးအကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။သူဟာဈေးကြီးတဲ့အထဲမှာပါဝင်ပြီး10 ဂရမ်ကို$299ပေးရပါတယ်။ဒါပေမဲ့ဂျပန်လူမျိုးတွေကတော့ဒါကိုနေ့တိုင်းစားကြပါတယ်။သူ့ကိုကြက်ခိတ်လို့ခေါ်တယ်လို့ကော့ဝီလို့လည်းခေါ်ပါသေးတယ်။သူဟာအလွန်အာဟာရတက်မြင့်မာတဲ့ပင်လယ်ရေမော်တစ်မျိုးဖြစ်ပါတယ်။ကြက်ခိရေမော်ကိုနှစ်စုနွေဦးရာသီမှာခူးဆွတ်ကြပါတယ်။တန်ငါတွေဟာဒီရေကျချိန်ကိုစောင့်ကပင်လယ်ပြင်သို့ထွက်ကြပြီးကြောက်ဆောင်ကြောက်တန်းတွေပေါ်မှာခူးဆွတ်ကြပါတယ်။ရိုးရိုးတာမန်ရေညှိရေမော်ပင်လိုလက်နဲ့ခူးဆွတ်ကြရပါတယ်။သူ့မှာကယ်ဆီယမ်ဓာတ်တန်နဲ့အိုင်အိုဒင်းဓာတ်ဖိုင်ဘာအမြင့်ဓာတ်တို့ပြင်တခြားသတ္တုဓာတ်အမြောက်များပါဝင်ပါတယ်။သူ့ကိုပင်လယ်ရဲ့ဟင်းနုနယ်လို့တင်စားခေါ်ဝေါ်ကြပြီးတော့ခူးဆွတ်ပြီးတဘာဝအတိုင်းခြောက်လန်းကြပါတယ်။ခြောက်တွေ့သွားတဲ့Hijiki ရေမော်ဟာအမဲရောင်ပြောင်းသွားကလေးလုံးအောင်ထုတ်ပိုးထားလျင်တစ်နှစ်အထိထားခံပါတယ်။သူ့ကိုမချက်ခင်ရေစိမ်ဖို့လိုအပ်ပါတယ်။အချောက်ခံထားတဲ့ရေမော်ဟာရေစိမ်လိုက်တာနဲ့ဆဲစပူမိုကြီးထွားသွားပါတယ်။သူဟာပင်လယ်ရဲ့တဘာဝအနံ့ကိုပေးစွမ်းပါတယ်။သူ့ကိုအမျိုးမျိုးပြုလုပ်ကစားသုံးနိုင်ပါတယ်။မုံလာဦးနီပဲပြမှုပစွန်လို့နဲ့ယောဂါကြော်စားကြသလိုစွပ်ပြုတ်လုပ်ကစားသုံးကြပါသေးတယ်။ Hijiki ရေမော်ဟာအနှဲငယ်ငယ်ကကျွတ်ဆက်တဲ့အရသာရှိပါတယ်။ဝါလိုက်တဲ့အခါအနှဲငယ်ချိုကစိမ့်ပါတယ်။ပူပြင်းတဲ့ရာသီအတွက်တင့်တော်ပါတယ်။သူဟာအာဟာရတက်ကြွယ်ဝတဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။တင်ရောပင်လယ်ကပေးတဲ့ယတနာတစ်ပါးကိုမြည်စမ်းကြည့်အောင်မလား။